လုံးရှိပွဲတန်းတဲ့အခါဆောင်ရှင်များအားလုံးပဲမင်္ဂလာပါ Sport and Mood Channel ကနေကြိုဆိုပါရစေခုကျွန်တော်တင်ဆက်မယ့်အခါဆောင်တင်ကတော့ဒီနေ့ညမှာရှင်များကစားခဲ့တဲ့ပွင့်မြရိပ်ပွဲစဉ်ပွဲဖြစ်တဲ့ Man United အသင်းနဲ့ Aston Villa အသင်းရဲ့ပွဲစဉ်ဟာ Man United က Aston Villa အသင်းကိုဒုတိယပိုင်းတွင်ကိုတွေနဲ့ Man United က Aston Villa အသင်းကို3ဂိုးတကိုးဆိုတဲ့လက်နဲ့အနိုင်ရခဲ့ပါတယ်ခင်ဗျမယုအတင်းဟာဒီနေ့နိုင်ပွဲကြောင့်အစစ်3ကိုလူကျွန်းကျွတ်ရသွားပြီဖြစ်ပါတယ်ပထမပိုင်းမှာအခွင့်အရေးတွေရပြီးကိုပြိနိုင်ခဲ့တဲ့မန်ယူအတင်းဟာဒုတိယပိုင်းမှာတော့လိုအပ်တဲ့ကိုတွေကိုတွင်းယူကအနီးကပ်ပြိုင်ဘက်ဖြစ်တဲ့အက်စတွန်ဗီလာအတင်းကိုအနိုင်ယူပြီးအဆင့်3နေရာကို3မှတ်အသာစီးနဲ့လူကျွတ်ကျွတ်ရယူသွားပါပြီဖြစ်ပါတယ်ဒီပွဲမှာမယုအတင်းကလိုအပ်ချက်ရေးတွေတိတ်အစင်မပြေတာရေးတွေလည်းဒီကိုပဲရှိနေပါတယ်ထို့အတူပဲလိုအပ်နေတဲ့ကိုယ်တွေကိုတွင်းဖို့လိုအပ်နေတဲ့နိုင်ပွဲတစ်ပွဲကိုအရယူဖို့လည်းသူတို့တွေမပြတ်ကွက်ခဲ့ကြပါဘူးထုံးစံအတိုင်းပဲကတ်စမဲရိုရဲ့ခေါင်းတိုက်ကိုထုံးစံအတိုင်းပဲဘရူနိုဖာနန်ဒက်ရဲ့ပေပိုမိုကိုကုညာရဲ့ဒုတိယဦးဆောင်ကိုထုံးဆိုင်တိုင်းပဲကိုဆဝင်တိတ်စစ်မှုကစားမှာရှေ့စကိုရဲ့တရရတွင်ကိုထုံးဆိုင်တိုင်းဘောနိုရဲ့ကိုဖန်တီမှုတွေနဲ့တူမယိုတင်ဟာဒီနေ့မှာနိုင်ပွဲတပွဲထိုက်တန်တန်ရရှိခဲ့ပြန်ပါတယ်ဒီရိုက်ကကြောင့်ဘီလာအတင်းကို3မှတ်အသာစီးပြီးချက်စီအတင်းကို6မှတ်ဖြတ်ပြီးအမတ်ပေးစရာရဲ့တတိယအနေအမှာပုံမခိုင်မာစွာရပ်တည်လာခဲ့ပြီးဖြစ်ပါတယ်Manchester United အသင်းကချန်ပီယံလိဂ်ဝင်ခွင့်နဲ့ခြေကန်ပိုနီကတကိုပူနိုဖာနန်ဒက်ကလည်းကိုဖန်တီမူဆန်ချင်းတီစီကိုခြေကန်ထတ်တိုထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ Old Trafford ကွင်းကြီးထဲမှာမန်ယူအသင်းက Aston Villa အသင်းကို3ဂိုးတကိုးဆိုတဲ့လက်နဲ့ကိုပြတ်နိုင်ရရှိခဲ့ပါတယ်။မန်ယူအသင်းအတွက်ကတ်စမဲရိုကွန်ညာနဲ့ဂူဆာဝင်းတက်စစ်မူဘင်ဂျမင်စစ်ကိုတို့ကတွင်းယူကိုအတီတီတွင်းယူပေးခဲ့ပါတယ်အတင်းဖုံးဆောင်ဘိုနိုဖာနန်ဒက်ကတောင်းကန်ဘောကနေတစစ်ပရမတွင်းကိုဖန်တီးပေးခဲ့ပြီးဒုတိယတွင်းကိုလည်းအကွက်မီမီနဲ့ကွန်ညာရဲ့ဒုတိယဦးဆောင်ကိုဖြစ်စမဲ့ကိုဖန်တီးပေးနိုင်ခဲ့ပါတယ်ဒီပြမဲ့ကေကဝိတ်ဟာစုစုပေါင်းကိုပွဲကန်တွေ့ထားရမှာခုနပွဲနိုင်တပွဲတည်းတပွဲတာရှုံးခဲ့ပါတယ်မယူဟာကမဲ့ပွဲစင်မှာဘုံဘော့ကွင်းကိုတောက်ရောက်ကစားရမှာဖြစ်ပါတယ်မယူအတင်းဟာဒီနေ့မှာအက်စတွန်ဗီလာအတင်းကိုအနိုင်ရရှိခဲ့တာကြောင့်အဆင့်3မှာချန်ပီယံလိဂ်ဝင်ခွင့်အတွက်ခြေတကန်တာသွားပြီဖြစ်ပါတယ်ဒီပွဲမှာတောင်ပန်ကစားမတယောက်ဖြစ်တဲ့အမတ်တီယာလိုကခြေစွမ်းပြပြီးဒီပွဲမှာအမတ်တယောက်ရထားတာမယူအတွက်တကယ်အဖြစ်ခဲ့ရပါတယ်ပထရဒိုကူတာပြန်ကစားနိုင်ရင်မယူအတင်းကိုအတင်းတိုင်းကြောက်ရသည့်ဖြစ်လာမယ်လို့ထင်ပါတယ်Manchester United အသင်းဟာ Aston Villa အသင်းအပေါ်အရေးပါတဲ့အနိုင်ရလက်နဲ့သူအဖို့တန်3မှတ်ကိုအရအယူနိုင်ခဲ့ပြီး Premier League အမတ်ပေးစရာရဲ့အဆင့်3နေရာမှာ3မှတ်အသာနဲ့ရပ်တည်နိုင်ခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်တင်ဆက်ပေးတဲ့အန်ဆာဒီနဲ့ဘလုံးတင်များကိုအမများပါရင်ကျွန်တော်ကိုခွင့်ကုနိုင်လိုက်ပေးကြပါလို့ဒီကနေပဲပြောကြားချင်ပါတယ် Sport and Mood Channel ကိုကြည့်စုတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘလုံးရှိပေးတဲ့များအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးရွှေကန်ချမ်းမြေ့ကြပါစေကိုစမုံတောင်းပေးရင်ဒီကောင်းနဲ့ပဲဆုံးသက်ပါစေ Thank you for watching Sport and Mood Channel